အားလုံးပဲတာကျွန်တော်ရဲ့ပုံကောentertainment ကနေပြည်သူဆိုပါတယ်အခုတော့ကျွန်တော်တွေ ENSV ပြန်လာတဲ့အမေရိကန်တို့တိုးကွဆိုင်ဇလန်လေးတို့ရိုးတွေအစ်ဆက်ပြီးတော့မှဖြစ်ပါတယ်တိုးကွဆိုင်ဇလန်ဆိုတဲ့ဒီဇလန်ကစီစရှုပ်ကအပွင့်ဆိုင်မျိုးများရဲ့ဗျဒီကွဲမှာဆိုရင်တော့ချိုးတွေတက်ကက်ကစိုးကြီးတောင်းမဲ့ကုန်တဲ့တို့တွေများနေတယ်အခုဒီဖြစ်တော့ပန်ဒိုယာပေါက်ပေါ့ဗျာကျွန်တော်ဒီနေ့တင်ဆက်ရမယ့်အဓိက main ကတော့ပန်ဒိုယာပေါက်ဆိုတဲ့အကြောင်းလေးပါပန်ဒိုယာတက်တာပေါ့ဗျာဒီတက်တာလေးအကြောင်းလေးပေါ့တက်တာလေးကကျွန်တော်တို့ဝက်ရှားရဲ့သူတို့ပြောရင်းဆိုလို့ရှိတူ passport ကအမေရိကန်နေနဲ့ER history ပြန်လာပါဒီလိုဝင်လာခဲ့နေချင်းဒီစစ်ပွဲထဲမှာဝင်လာခဲ့နေဆိုရင်တော့ပန်ဒိုယာပေါက်ခွန်လို့ပဲဖြစ်သွားလိမ့်မယ်ဆိုပြီးတော့အရှာရဲ့ပြောရင်းဆိုလို့ရှိတူ passport ကပြောလိုက်တယ်တိုင်းမော်ဒီမီများမှာဒီပန်ဒိုယာပေါက်ကပါတယ်ဒီပန်ဒိုယာပေါက်ဆိုရင်ကျွန်တော်တင်ကားတဲ့အရာကပါလေလဲဆိုတော့ဘုထိုးလေးကျွန်တော်ပြောသမဲ့တုံးသွားတယ်ဥဆိုတည်တယ်မယ်ဒီကိစ္စခုလီရဲ့ရန်နာကချရုံပဲအစိုးရနဲ့ရန်တော့အဓိကတော့ EIS တွေလူတရာဟဝါရီတို့အစိုးရကဒီအကြောင်းပေါ့အပြီးတိုင်ခြေမိုးကျင်တာဗျာဒီကိစ္စမှာအမေရိကန်ကလည်းဝင်ပါဖို့ဒေါ်နယ်ထရန့်ကလည်းနှစ်ပတ်အခြေပြီးပြီးတော့ဆုတ်ဖြစ်လေဒီကိစ္စမှာပန်ဒိုယာပေါက်ပါလာလေပန်ဒိုယာပေါက်ဆိုတာကတော့ဇူးနက်ဘီပေါ့ဇူးရှင်လုံးကပဲဂရီဇူးရဲ့ဇူးနက်ဘီအာကြီးရဲ့ဟောဇလန်လေးကနေစနေတာလေဇလန်လေးကဘာလဲဆိုတော့ဂရီနက်ဘီအာကြီးစုပေါ့ဗျာဇူးကသူကလူသားတွေကိုပြစ်ကြံပေးချင်လို့ပန်ဒိုယာဆိုရဲ့ enemy လေးကိုလူခါနေလိုက်ပန်ဒိုယာဆိုတဲ့ပြီးမှာတစ်တာလေးဆိုပြီးပြလိုက်တယ်ဒီတစ်တာလေးကိုဖဲ့ဖို့ဗျာဒီတစ်တာလေးကိုဖဲ့ဖို့မှာကြောင်းလိုက်ဒါမဲ့တစ်တိုင်မဲ့လူသားလေးဆိုတော့ဒီတစ်တာလေးကိုဖွင့်ကြည့်ကြတယ်တကယ်တော့ဒီတစ်တာလေးကိုမဖွင့်ဖို့မှားထားရင်းနဲ့လူသားတွေကပန်ဒိုယာပေါက်ကိုဖွင့်လိုက်ကြတော့ပန်ဒိုယာပေါက်ဆင်းမှာကကုန်းကပါပြက်စီမေယောဂါဆိုပြီးဘိုင်းရပေါ့ဗျာကျွန်တော်ယောဂါဆိုပြီးပန်ဒိုယာပေါက်ချနေခလာဘူးကောကဘာလောကမှာရှိယူအားလုံးကိုဒီပါကိုတီတီပဲစီအောင်ပန်ဒိုယာပေါက်ထဲမှာရှိယောဂါကရုပ်ရည်ဒီကောင်းမောဘေးစိုးကဆိုးကပန်ဒိုယာပေါက်ထဲကနေပြီးတော့ဆင်းတက်ပါတယ်ဆိုပြီးတော့ကျွန်တော်ဒန်နာအေးမှာကြောပြီးလာရီဒါတော့ကြောပြီးကိုလုံးကရှေကေဂရိတက်တာရင်မှာပန်ဒိုယာပေါက်ဆိုပြီးတာပေးရပါကြောပြီးကျောင်းကကောင်းဆိုးဝါဘေးစိုးကဆိုးယောဂအန်ဒီရထွက်လာပြီးတော့လူသားတွေကိုအန်ဒီဘေးစီတယ်ဆိုပြီးတော့ပန်ဒိုယာပေါက်ရုံးလေးဒါကိုကြောဒီဝရှာရဲ့ပြောရေးဆိုရင်ရှိပြီးပတ်စကပတ်စပေါ်ကပြောကြဟောဒီပန်ဒိုယာပေါက်လိုမျိုးတည်စားတယ်အခုအမေရိကန်နာလီအစရင်းနဲ့အီမန်တဲ့နာမဝန်ပါလိုက်မယ်ဆိုတော့ပန်ဒိုယာပေါက်ခွန်လို့ပဲပြစ်တာဒီကကဘာလောကဒီမှာဒီကဘာပို့ထင်စားနိုင်တဲ့ပြက်နာကောင်များလို့ဆိုတာတော့မှအကျိုးတရားလို့ရှိပါလိမ့်မယ်ဆိုရင်တပေါ်မျိုးပြတာတယ်ကျိုးတွေလက်ရှိဒီပန်ဒိုယာပေါက်ဆိုတဲ့တင်စားမှုတွေဆက်လက်ကြည့်လိုက်ဆိုရင်အခုအစပရီအမ်ဒီကျွန်တော်အီဗန်ပလက်နာအာမီဒီယန်ကိုဝင်ပြီးတော့ချလိုက်ပြီးအခုဆိုရင်တော့ဆုံးမကကြံကခေါ်လို့ဆိုတဲ့တဟီယန်မျိုးအစေးအီရန်နိုင်ငံရဲ့မြို့ရောတပ်ပီယန်မျိုးရဲ့ဘေးမှာရှိတဲ့ဟောပေါ့အရင်ဘေးမှာရှိရဲကျွန်တော်ဒီခေါ်လို့ဆိုတဲ့နူမီယာစက်ယုံကြီးတမီအောင်900ကီလိုမီတာ200ကျော်လောက်မှာကြီးဆောက်ထားတဲ့ခေါ်လို့ဆိုစက်ယုံကြီးကပေအစိုးရပါအဲ့စက်ရုံချက်ကြီးနိုင်ဘူးလည်းကမရှိဘူးရှိရပါအမေရိကန်နိုင်ငံမှာပဲဒီဖော်လို့စက်ရုံကြီးဖျက်ဆီးနိုင်မဲ့ပေါင်ကြီး3000ကျန်လက်နယ်ကြီးကရှိတာဘုံမှာရှိရဒီဘုံနဲ့ညောက်ပန်ကဒီဘုံနဲ့ရတယ်ဖောက်ခွဲနိုင်တာညောက်မှာရှိတဲ့ပန်ကအလုံးကိုဒီဘုံကကြောရီပန်ကနဲ့ခါရောတယ်လာတဲ့ပေါင်ကြီး3000ဆိုရှိရဲ့ဘုံရတယ်ဒါအမိအကိုထိုးခေါ်ပြီးတော့နျူကလ িয়ার စက်ရုံကိုဖျက်ဆီးနေတာဒီဘုံကအစိမ်းကမရှိဘူးအမေရိကန်ပဲရှိရဒါကြောင့်ကိုအစဝေးနေနဲ့အမေရိကန်ကလည်းပြီးဟိုဒီတောင်းတယ်ဒီဖော်လို့ဆိုရင်နျူကလ িয়ার ကျွန်တော်ကြီးစက်ရုံကြီးကိုဖျက်ချင်လို့အမေရိကန်နဲ့ဒီဘုံကိုပေးပါလို့ဒီဘုံမျိုးထားတယ်တောင်းတယ်အမေရိကန်ကတော့ဒါသူစဉ်းစားရင်ဗျာဒီဘုံကိုကျွန်တော်အကျဲမဲ့ဆိုတော့အစဝေးကကြော့ကွာပြီးတော့ဒီဘုံကြီးပေးလိုက်တယ်ဒါပေမဲ့ဘုံကြီးကိုလေနဲ့တည်ပြီးတော့တန်းချလို့ရဒီဘုံကိုတဲပြီးတော့တေဆောင်ပြီးတော့ချဖို့ရလင်းကလည်းအစဝေးမှာအဲ့လေရရှိဘူးကဘာပေါ်မှာဒီတော့
ဒီလက်နက်ကကျွန်တော်တို့ဒါအမေရိကန်မှာရှိရဲ့ P2 ဆိုတဲ့တိုက်လေရင်ရပဲကျွန်တော်တို့ဒီလက်နက်ကိုဒီဘုံကိုယူပြီးတော့ကျွန်တော်တင်ဆောင်ပြီးတော့ပို့ချနိုင်တာဒါကြောင့်ကိုဒီဘုံကိုချမယ်ဆိုရင်အမေရိကန်ရဲ့ကွန်မြူနတီကအများကြီးကိုအမေရိကန်ကလေဒီဘုံကိုယူပြီးချမှာဆိုဒီစစ်ပွဲမှာဒီမီဒီယာတိုင်းစစ်ရုံကြီးကိုဖြုတ်ပြဖို့ကအမေရိကန်ပါမကိုဖြစ်မှရမယ်တကောဖြစ်ဒါကိုကျွန်တော်တို့ပြောတာကဒီပါမယ်ဆိုရင်တော့ရှားတို့ဒီကျွန်တော်တရုတ်လူကတော်တော်လေးဒီပေးနေဘာလို့ဒီပေးလဲဆိုတော့တရုတ်ကတော့စီရန်စစ်ကွဲတဲ့မှာဝင်အမေရိကန်ကိုဝင်ပါစီနည်းနဲ့ကျွန်တော်ပါစီချင်းမို့ရသူကတကယ်လို့အမေရိကန်ကအီရန်ကိုဝင်တိုက်နေဆိုရင်သူကလည်းလက်မောင်းခက်သူလိုချင်တာကထိုင်ဝမ်ကိုကျူးကျော်ချင်တာတကယ်လို့အီရန်နဲ့အမေရိကန်တို့စစ်ပွဲမယ်ဆိုရင်တကယ်လို့အီရန်တို့ကရှင်းနိုင်မယ်ဆိုရင်တော့အမေရိကန်တို့ရှုံးပါလေချောလို့မလားအမေရိကန်တို့စစ်ရန်နဲ့ဆိုရင်ဘလို့ကအီရန်နဲ့ပြန်ရှင်းနိုင်တယ်လို့ဖြစ်ဒါနေမဲ့တခြားကျွန်တော်တို့ဒါအမေရိကန်မှာဗီယက်နမ်တို့နိုင်ငံတို့ကကျူးကျော်ချိန်မှာကွန်မင်နာတို့ဒါအလုံးဝအီရတ်ပြည်နာတွေရောအာဖဂန်ပြည်စတာတွေအများကြီးကျိုးအရင်တုန်းကအမေရိကန်မှာကကျုံငယ်မှုတွေစီးပွားရေးတွေရောတခြားစစ်ပွဲတွေရောစစ်ခနိုင်နေပဲတခြားကိစ္စတွေမှာအမေရိကန်ကြီးရဲ့နိုနစ်တို့ရဲ့အခြေအနေရှိတယ်။ဒါကြောင့်မို့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကတကယ်လို့ဒီစစ်ပွဲမှာဆိုရင်သူရဲ့သမ္မတတဲ့ shop ပြီးပါတော့ဒီစစ်ပွဲကဖြစ်သွားနိုင်တယ်ဗျာ။လောက်ကြည့်တို့တွေညာရှိတွေကခံမှန်းထားတယ်။အီရန်ကသူတို့တွေအမေရိကန်ကရန်ဝင်နိုင်မယ်ဆိုရင်တော့တရုတ်ကလည်းသူတို့လည်းထိုင်ဝမ်ကိုကျူးကျော်အောင်လားထိုင်ဝမ်ကျူးကျော်မယ်ဆိုရင်အချိန်မှာအမေရိကန်လည်းအီရန်ရဲ့စစ်ဖြစ်ခြင်းမှာထိုင်ဝမ်ကိုလုံးစီပတ်စီကာကိုပြနေမှာမဟုတ်ဘူးအချိန်မှာကဘာစီကြီးအစဖို့အခြေအနေကနီးစက်ခုချိန်တော့နီးစက်ဖို့အခြေအနေကရှိနေအားလေးပါတရှိတို့ဒီပန်တော့ပေါ့အကြောင်းနဲ့ဆက်ဆက်ပြီးတော့ဒီနေ့တင်ဆက်ပေးတာဖြစ်ပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်